တို့ရေကျွန်တော်ရဲ့ကြည့်ရှုတို့ရေကျွန်တော်ဒီကနေ့ကျတော့ချင်းရိုင်းရဲ့နောက်ဆုံးနေ့ဆိုတော့ကျွန်တော်ချင်းရိုင်းရဲ့ Saturday လည်းဟုတ်တယ်သူစီမှာကျတော့အခု6နာရီကနေ10နာရီထိ night market ရှိတယ်ကဲကျွန်တော်နဲ့အတူအဲ့ဒီ night market တွေသူတို့ရဲ့ community night market ဘာရှိလဲဆိုတော့ကျွန်တော်တို့အဆုံးထိကြည့်ရှုပေးကြအောင်ခင်ဗျာအဲကြောင့်မို့ကျွန်တော်ရဲ့ video တွေကိုလေကျွန်တော်YouTube နဲ့ Facebook မှာအဓိကတင်ပေးတယ်ဘာဖြစ်လို့ဆိုတော့ video အ share တွေတင်ချင်လို့ပေါ့နော်ကျွန်တော် video အ share တွေတင်ချင်တယ် TikTok မှာကျတော့10 မိနစ်စာအဲ့လိုပဲပေါ့နော်ဘာဖြစ်လို့ဆိုတော့ရမ်းရှည်လူတွေအမျိုး scroll down ရလို့ကျွန်တော် video အ share တွေကို YouTube နဲ့ Facebook channel မှာတင်ပေးပါမယ်ကျွန်တော်ရဲ့ YouTube နဲ့ Facebook channel မှာလာပြီးမှအပေးကြပါအောင်ခင်ဗျဆိုတော့ဒီညကျတော့ကျွန်တော်နိုင်မကတော့မပေါ့နော်မနေ့ပြန်ကျတော့ကျွန်တော် check out လုပ်ရတော့မယ်တနင်္ဂနွေဖြစ်ပြီဆိုတော့ကျွန်တော်မနေ့ပြန်ပတရားပြန်တော့မယ်အဲ့တော့ဒီညကျွန်တော်တို့နိုင်မကတော့ကြည့်ကြမယ်ပြီးရင်သူတို့ဘာတွေရောင်းလဲကျွန်တော်တို့ဘာတွေစားမလဲဆိုတော့ကျွန်တော်ရဲ့ vlog ကိုအဆုံးစီကြည့်ရှုပေးကြအောင်ခင်ဗျ bye bye အကြတော့ချင်းရိုင်းရဲ့ downtown ပေါ့နော် downtown area ချင်းရိုင်းရဲ့မြို့လေ central ဖြစ်မယ်တင်တယ်ဒီဘက်ကကြတော့လေကျွန်တော်လေမိတလောက်ကြတော့ backpacker တများတယ်ပြီးရင်တရုတ်တွေများတယ်နေရာနဲ့တရားအယောင်ဝေးတော့လေအမျိုးထိုးခိုင်းနဲ့ပုံမှန်သွားကြပါခရီးတွေဘာဖြစ်လို့ဆိုတော့ transportation အရင်ခက်တယ်ကိုကတကယ် tourist attraction တွေမှာသွားမယ်ဆိုရင်တနေရာအယောင်ဝေးတော့ဒီလိုကိုက grab ငါပြီးသွားမယ်ဆိုတော့ budget တော်တော်လေးထိခိုက်တာပေါ့နော်အဲကြောင့်ထိုးခိုင်းတဲ့တစ်ခါတည်းအပြတ်သွားတာပေါ့နော်ခင်ဗျားတို့ကြားnight bazaar ရှိတယ် night bazaar ရဲ့ပြီးရင်ဒီတက်သွားလိုက်ရင်ကကြတော့ကျွန်တော်သွားချင်တဲ့ကျွန်တော်ရဲ့ destination ပေါ့နော် Saturday night market ရောက်မှာပါကြိုက်လာတာထိုးကိုင်းနေပဲတွားလိုက်တယ်ဘမ်ဘူထောပေါ့နော်ဘမ်ဘူထောပထမနေ့ကျတော့ trekking လုပ်တယ်ဒုတိယနေ့ကျတော့ကျွန်တော် sightseeing လုပ်တယ်တနေ့ထဲမှာဒီနေ့က sightseeing လုပ်တာပေါ့နော်ဒီနေ့ထဲမှာအကုန်လုံး activity အဆုံးပါတော့ blue temple white temple black museum tea plantation အဆုံးပါတယ်တော်လေးမိုင်းလေဘာဖြစ်လို့တယောက်တည်းခီးသွားရတယ်လဲဆိုရင်ကကျွန်တော်တယောက်တည်းခီးသွားတာပိုကြိုက်တယ်ဘာဖြစ်လို့ဆိုတော့2ယောက်3ယောက်ဆိုရင်သူတို့ကိုစောင်းရတယ်နဲ့သူတို့ကိုပြန်ပြီးမှခါရနေရတယ်နဲ့အဲဒါကြောင့်များတော့ကျွန်တော်ခီးသွားရင်2ယောက်အနည်းဆုံးပဲများတော့ဖြစ်ကျွန်တော်တယောက်ပဲသွားတယ်ချင်းရိုင်းတခြားပတရားတဲ့ခိုင်နိုင်ငံရဲ့ဒီဖုကက်အကုန်လုံးကျွန်တော်တယောက်ပဲသွားရတယ်ဘာဖြစ်လို့ဆိုတော့တယောက်တည်းသွားရတာပိုပြီးလွတ်လပ်တယ်ပြီးရင်ပို့ပေါ့နော်ကိုထားချင်တဲ့ချိန်ထားကိုစားချင်တဲ့ချိန်စားပို့နဲ့အကြောင်းမို့ကျွန်တော်တယောက်တည်းသွားရတာပိုချက်ချင်းရိုင်းမှာခရီးသွားမယ်ဆိုရင်လေ transportation အတွက်လည်းလုံးဝဆိုင်ကယ်တစ်လုံးတော့လိုတယ်တကယ်ပြောတာတနေရာနဲ့တနေရာသွားမယ်ဆိုမြို့တွင်း downtown တော့အဆင်ပြေတယ်ဒါပေမဲ့ကိုက activity လုပ်ချင်တယ်ပေါ့နော်ဘာဖြစ်ဆိုတော့ကိုက northern belt ကိုလာတယ်ပြီးဒီ downtown မှာလည်းဘာလို့လေဆရာတိတ်မရှိဘူးဆိုတော့ကို activity လုပ်ချင်တယ်ဆိုရင်နေဆုံးဆိုင်ကယ်တစ်လုံးတော့လိုဆိုင်ကယ်နဲ့ပေါ့နော်အမျိုးရှောက်မယ်ကျွန်တော် Saturday night market ရောက်တော့အရှိမစနေရောက်ပြီး market တော့ Saturday night market ရှိ long way ကျွန်တော် live shop သွားရမှာတော့ပြင်လက်စပန်တွေစားစရာတွေပေါ့နော်ဒါတော့ကြိုက်တယ်ကျွန်တော်စားစရာတွေပေါ့
ဒါစပါးပဲပြောင်းဖူးလားစပါးလားမသိဘူးသူရဲ့ရိုးရာဝတ်ဆောင်ဒီဝတ်ဆောင်တိကျလားမသိဘူးဟိုအထဲထောင်ဆောင်စကားတွေကတကြီးဝတ်တဲ့အင်ဂျီပါလားကြည့်လိုက်သူရဲ့ရိုးရာဝတ်ဆောင် Next berry Harbor Rosalie and Passion ဒီမှာတော့နေတော့နားတယ်ရွေးလို့ရမယ်ထင်တယ်အများကြီးပဲတစ်ခုတစ်စည်းကမှ150ရွေးလို့ရမယ်ထင်တယ်အရင်ကြီးဟောင်းမနေဘူးကသူဟာကကြည့်ရမယ်ဝယ်ချင်တော့ဘာလို့ဆိုတော့မခံမိတဲ့ဝယ်ချင်မသိချင်ဘူးအဲ့တော့အင်ဂျီရမဝယ်တော့ဒီတိုင်းပဲ observation နဲ့အစားတော့မနေတော့ဝယ်ပါထိုင်စားမယ်ညာမရှိဘူးလို့မျိုးချလိုက်ပြီဆရာလေးဘာလို့ရှင်းအောင်ပစ္စည်းတွေစံတယ်မှာလေမှာကြားတယ်ဘာပဲလဲရှိဒီဘက်လဲကျန်ဒီဘက်အရင်ကြည့်လိုက်ကိုယ်ကြီးအလုံးလိုက်မျိုးချလိုက်တော့တစ်နေပြီခေတော့ချင်ပြီအော်တကယ်အော်ဝေးကြီးပဲလို့ရောင်းတာလေကျွန်တော်လိုက်မပြီးတော့ကျွန်တော်ခဏကဟိုမှာလမ်းဆောင်လို့မလားဒီမှာလည်းလမ်းဆောင်လို့ပို့ပြန်တော်ကြီးတယ်ဒီ79တော့ long way ရေအိုးနဲ့ချက်တဲ့ဟာတော်မိုင်းreally fun ချလိုက်လေကလည်းရတယ်အပေါ်မှာတော့အစောလာတယ်ဆိုတော့အမှကျတော့ really ကနေတော်လေး fun ဖြစ်တယ်နော်ဒီနိုင်မှာကလည်းကျွန်တော်ဒီနိုင်မှာကလည်းမရှောက်လေကဲတည်းကဒီတခုကတော့တော်မိုင်းတယ်မကြည့်လိုက်ပဲသွားစားလိုက်တော့ဘာလို့ဆိုတော့အခုမိုးရွာလာပြီမရတော့ကင်လည်းတော့ချက်ကျူကင်မကျူပေါင်းကျူပေါင်းအများကြီးပဲကျွန်တော်ချင်းလိုက်တော့မှရောင်းချင်တယ်ဒါပေမဲ့ဒီမှာကျတော့ဟိုလိုလောကတိုင်းနေရှာပါမယ်တယ်အဲ့ဒါမသိဘူးliving cost ကတော့
ဖြစ် high rate ချင်မပါဘူးပေါ့နော်ဒီတော့အိမ်မှာပဲသွားစားရတော့မလားမသိဘူးအိမ်မှာသွားစားရင်ကိုကောင်းတယ်မိုးရလာတယ်ဘိုးချက်တယ်ဒီပါလေဒီရန်ဆန်းဆိုင်ကျွန်တော်စီမစားစရာတွေစုံရောက်ပြီဆိုတော့ထိုင်စားမဲ့နေရလက်ရှာမယ်ဒီချက်ကောင်ကျွန်တော်လမ်းမမီတော့အခုဒီမှာကြည့်ရအောင်ရေဝဲမယ်ခဏရေဝဲလိုက်တော့တယ်အရင်ရှိဘူးကဲခုပြန်တော့မယ်အဆောင်မှာပဲတော့စားတော့မယ်ဘာလို့ဆိုတော့မိုးရွာလာပြီဒီမှာ comfortable လည်းတိတ်မဖြစ်ဘူးလူရများရပြင်မိုးလည်းရွာတော့မယ်ဆိုတော့ကဲပြန်มาတော့မယ်ကျွန်တော်ရဲ့ခိုင်းမုတ်ပန်းလောက်ပဲနော်ကျွန်တော်စားရတဲ့ဘလော့ပဲ